ဆိုင်ကယ်အစ်စ်လဲစီးမယ်အာမခံပေးထားတဲ့ဆိုင်ကယ်ကိုလိုက်ရှာနေရင်စိန်ကဝဆန်းလင်းကိုလာခဲ့ပါဘာဆိုင်ကယ်လေးဖြစ်မလဲဆိုရင်စာဝါဒီ115ဆိုင်ကယ်လေးဖြစ်ပါတယ်အင်ဂျင်အာမခံ3နှစ်ဒါပဲလားဆိုရင်မဟုတ်သေးပါဘူး3နှစ်တွင်ကီလို3000ရှေ့ဖောက်နောက်ဖောက်ဗရီအိုးကိုလည်းအာမခံ6လပေးထားပါတယ်ဒေးလိုက်မီတွေလည်းပါမယ်ဇုံမီတွေလည်းပါမယ်အင်ဂျင်ပါဝါကတော့115ဖြစ်မယ်ဗျ2025 model ကိုမှ80ခွန်ရပလက်နဲ့ထွက်ရှိမှာဖြစ်ပါတယ်ဒါခုကျွန်တော်ပြပေးနေတဲ့အယောင်လေးကတော့အစိမ်းရောင်လေးဖြစ်ပါမယ်အယောင်ဝမ်းမှာဆိုရင်အစိမ်းရောင်ရဲ့အဖြူရောင်ရဲ့အနက်ရောင်ရဲ့လာပါတယ်ခင်ဗျ